လူကိုလူလိုပြောလို့နားမလဲတဲ့ဆွေမျိုးတွေကိုတရိတ်ဆန်တွေတုံးပြီးဘလို့သင်ခန်းစာပေးမလဲဆိုတာကြည့်လိုက်ရအောင်ဝမ်းကွဲညီမရဲ့လိန်ညာမှုတွေကြောင့်ထောင်တန်းတစ်နှစ်ကနေ3နှစ်အထိကြာခံရနိုင်တဲ့အခြေအနေမှာအတော်ဖြစ်သူတို့မိသားစုဟာကျမတို့အိမ်ရှိအထိလာရောက်ပြီးရန်ပွဲရှာပါတော့တယ်သူတို့ဟာတကယ်တမ်းတောင်းပန်ဖို့လာတာမဟုတ်ပဲကျမကပဲသူတို့သမီးကိုတမင်ဒုက္ခပေးနေတာပါဆိုပြီးဆွဆွဲနေကြတာပါစိတ်ကောင်းရှိတဲ့ကျမအဖေတောင်တိမခံနိုင်တော့ပဲဖြန့်ဖြေမှုကိုညှင်းဆိုပြီးအိမ်ထဲကမောင်းထုတ်လိုက်တဲ့အခါမှာတော့သူတို့ကအောက်တန်းကျတဲ့နီလန်းကိုသုံးပါတော့တဲ့အိမ်ရှိမှာဝိုင်းအောင်ပြီးအော်ဟစ်နေကြသလိုကျမထွက်လာတဲ့အခါမှာလည်းဟိုတယ်မှာထမင်းကျွေးပြီးတောင်းပန်ပါရစေဆိုတဲ့ခေါင်းစဉ်နဲ့ဟန်ဆောင်ဖိတ်ကြားပြန်ပါတယ်ကျမကဈေးကြီးတဲ့ထမင်းဝိုင်းတွေနဲ့မတည့်ဘူးလို့ကျမကပြက်ပြက်တသားညှင်းဆိုလိုက်တဲ့အခါအတော်ဖြစ်သူကဆွေမျိုးရင်းချဆိုတဲ့အချိန်ဝါနဲ့အတင်းအကျပ်ဖိအားပေးလာပါတယ်ညီမချင်းကိုထောင်ထဲပို့ရက်သလားတဲ့သူကျမကို online ပေါ်မှာနာမည်ဖြတ်ပြီးဘဝကိုဖျက်ဆီးဖို့ကြိုးစားတော့ကရောညီမချင်းမို့လို့လားဆိုတဲ့ကျမရဲ့အမေကြောင့်သူတို့ဆွန့်သွားရပါတယ်နောက်ဆုံးမှာတော့ဦးလေးဖြစ်သူကငွေသိန်းတက်သူညနဲ့လာညှိပါတယ်ဒါပေမဲ့ကျမကပတ်စံမလို့ချင်ပါဘူးအခုလိုလာတောင်းပန်နေမဲ့အစားရှိနေကောင်းကောင်းသာထားလိုက်ပါလို့ပြောပြီးအိမ်ထဲပြန်ဝင်လာခဲ့ပါတယ်သူတို့မိသားစုဟာအိမ်ရှိမှာပဲအဖိုးဖြစ်သူကိုပါခေါ်ပြီးငိုယိုပြကအိမ်နီးချင်းတွေကြားကျမတို့မိသားစုကိုတိတ်ခါချဖို့ကြိုးစားပါတယ်လူကြီးသူမကိုနေပူထဲမှာထားရက်တဲ့မိသားစုအချင်းချင်းအကျဉ်းသားတရားမရှိဘူးဆိုပြီးအော်ဟစ်နေကြတာပါကျမတို့မိဘတွေတောင်စိတ်နှောက်ယှက်ဖြစ်ပြီးအလျှော့ပေးချင်လာတဲ့အထိအခြေအနေကတင်းမာလာပါတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်မှာပြန်တန်းနေတဲ့ငှက်အုပ်ကြီးကိုကျမသတိထားမိသွားပါတယ်ကျမစီမှာရှိနေတဲ့ငှက်ဘာသာစကားနားလည်တဲ့စွမ်းရည်ကိုအသုံးချဖို့အချိန်တန်ပါပြီကျမဟာငှက်စာတွေကိုယူပြီးဝရန်ဒါပေါ်ကနေငှက်တွေကိုကျွေးရင်သူတို့ဘာသာစကားနဲ့ပြောလိုက်ပါတယ်ဒီအိမ်ရှိမှာပြဿနာရှာနေတဲ့လူတွေကိုမောင်းထုတ်ပေးရင်မင်းတို့ကိုအစားအစာတွေအများကြီးထပ်ကျွေးမယ်ငှက်တွေကချက်ချင်းသဘောတူလိုက်ပါတယ်ခဏချင်းမှာပဲငှက်အုပ်ကြီးဟာကျမတို့အိမ်ရှိမှာဆူယုံလာပြီးအတော်ဖြစ်သူတို့မိသားစုရဲ့ခေါင်းပေါ်ကိုငှက်ချေးတွေတဖွဲဖွဲမိုးရွာသလိုချပစ်လိုက်ပါတော့တယ်ဒီထူးဆန်းတဲ့မြင်ကွင်းကိုလမ်းသွားလမ်းလာတွေကဗီဒီယိုရိုက်ပြီး live လွှင့်ကြရာကနေဒါဟာမတရားတဲ့သူတွေကိုကောင်းကင်ကတန်ခတ်တာပဲဆိုပြီးနာမည်ကြီးသွားပါတယ်အတော်ဖြစ်သူတို့မိသားစုဟာအဆက်တကွဲနဲ့ထွက်ပြေးကြရင်အဖိုးဖြစ်သူကချော်လဲပြီးဒဏ်ရာရသွားပါတော့တယ်ဒါဟာသူတို့ရဲ့မကောင်းမှုတွေကြောင့်သူတို့ပဲပြန်ခံရတာပါလို့ကျမကမိဘတွေကိုနှစ်သိမ့်ရင်းအိမ်ရှိမှာပြန်လည်အေးချမ်းသွားပါတယ်ဒီတာဝန်ကိုအောင်မြင်စွာဖြည့်ရှင်းနိုင်ခဲ့လို့ရလာတဲ့အမှတ်တွေနဲ့ကန်ဆန်းလိုက်တဲ့အခါမှာတော့စိတ်တတုစွမ်းရည်ဆိုတဲ့ထူးခြားတဲ့စွမ်းအားတစ်ခုကိုကျမထပ်မံရရှိလိုက်ပါတယ်ဒီစွမ်းအားကကျမကိုဘယ်လိုမျိုးအစွမ်းထက်စေအောင်မလဲဆက်လက်စောင့်ကြည့်ပေးကြပါဦးကိုဘက်ကမှန်နေတဲ့ဘသူကမှကြောက်စရာမလိုပါဘူးမတရားမှုကိုကောင်းကောင်းမခံပဲပြက်ပြက်တသားတုံ့ပြန်တတ်ဖို့ကပိုအရေးကြီးပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်နောက်ထပ်အပိုင်းတွေကိုအရင်ဆုံးကြည့်ရအောင်ကျွန်တော်ရဲ့ channel ကို follow လုပ်ထားဖို့မမေ့နဲ့အောင်တော့အခုလို toxic ဆွေမျိုးတွေကိုပညာပေးခြင်းနဲ့တငယ်ချင်းတွေစီလည်းရောက်သွားအောင်ဆွဲပေးပြီးကူညီပေးကြပါဦးခင်ဗျာ